ဟုံးလျာလာပြီးကြိုင်ဆွဲမှာဥစွာပထမစားသုံးသူမိဘပြည်သူများအားမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ယနေ့ဟုံးလျာရဲ့ဟင်းလျာဖြစ်တဲ့ဝတ်သားစီပြန်ချက်ခရမ်းသီးနတ်ချက်ရုံးပရိသီချင်ဟုံးလက်ရလာပြီးဆိုင်ကြိုင်ဆွဲအားဆက်သွယ်မှယူလိုပါကဖုန်းနံပါတ်39 20 696တို့ဆက်သွယ်မှယူနိုင်ပါတယ်ဟုံးလက်ရလာပြီးကြိုင်ဆွဲအားမှာယူအားပေးကြတဲ့စားသုံးသူမိဘပြည်သူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ဟုံးလက်ရလာပြီးကြိုင်ဆွဲမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်